ဒီတကားဆောင်မှာထူးခြားတဲ့စွမ်းရည်တစ်ခုရှိတယ်လူတယောက်ရဲ့စိတ်နေစိတ်ထားကိုစနိုက်ပါမှန်ပြောင်းထက်တောင်ပိုပြီးတိတိကျကျတစ်ချက်ကြည့်ုံနဲ့အကဲခတ်နိုင်တာပါဥပမာမက်ကီရဲ့ချင်းတွေးခါစလူတစ်ကိုပဲကြည့်လေတကားဆောင်ကသူမကိုယုံကြည်ချက်ပြည့်နဲ့ပြောခဲ့တယ်သူကမင်းနဲ့မလိုက်ဖက်ပါဘူးသူကကိုမထင်းကြုံနိုင်တဲ့လူပြောတယောက်ပဲတဲ့ပေ30အကွာဝေးကနေဒါကိုဘလို့များသိနိုင်မှာလဲစနိုက်ပါမှန်ပြောင်းလဲကနေလူတယောက်အကြောင်းအများကြီးတင်ယူလို့ရတယ်လေသူမင်းစီဖုံးဆက်မှာမဟုတ်ဘူးလို့သူကဆိုတယ်အိုးဟုတ်တာပေါ့သူကျမစီလုံးဝကိုပြန်ဆက်မှာလို့မက်ကီကပြန်ပြောပေမဲ့တကားဆောင်ကတော့သူမင်းစီဘယ်တော့မှဖုံးဆက်မှာမဟုတ်ဘူးလို့ပဲအခိုင်အမာပြောခဲ့ပါတယ်မက်ကီကတကားဆောင်ပြောတာကိုမယုံပါဘူးဘာပဲဖြစ်ဖြစ်ဒီနေ့သူတို့နှစ်ယောက်ချင်းတွေ့ခဲ့တာအရန်ပျော်ဖို့ကောင်းခဲ့တာပဲလေအဲ့ဒီလူကသူမစီဆက်သွယ်လာမှာပဲလို့သူမပြေဝယုံကြည်နေတာပါမက်ကီကတကားဆောင်နဲ့လောင်းကြီးထက်ချင်ပေမဲ့တကားဆောင်ကတော့တေချာပေါက်ဖြစ်လာမယ့်ຢာပေါ်မှာကျွန်တော်လောင်းကြီးမထက်ချင်ဘူးဒါကကျွန်တော်ရဲ့မူဝါဒပဲလို့ယုံကြည်ချက်ပြည့်နဲ့ညှင်းလိုက်ပါတယ်မက်ကီကအဲ့ဒီလူဘက်ကနေခုခံပြောဖို့လုပ်ပေမဲ့တကားဆောင်ရဲ့ပြတ်သားတဲ့မျက်နှာကိုမြင်တော့သူမရဲ့ယုံကြည်ချက်တွေစတင်ရင်ရိုက်လာခဲ့တယ်အိမ်ပြန်ရောက်တော့လေမက်ကီတယောက်တရေစီးတယ်လို့မျိုးဖုံးကိုပဲတောက်လျှောက်စစ်နေမိပေမဲ့ဖုံးမျက်နှာပြင်ကတော့အတန်တိတ်နေတော့မှာပဲစိတ်ထဲမှာတော်တော်လေးလုံဆွဲပြီးနောက်မှာတော့သူမဘက်ကပဲအရင်ဆုံးရင်းနှီးနှီးစာပို့လိုက်ပါတယ်ဒါပေမဲ့ညစ်တဲ့အထိဖုံးလေးကစာပို့တဲ့နေရာလေးကတော့ဟာလာဟင်းလင်းပါပဲနောက်နေ့မက်ကီအပြင်မထွက်ခင်မှာအဆောင်ရှိခံမကိုအရင်ဆုံးအကဲခတ်လိုက်တဲ့တကားဆောင်မရှိတာကိုအတီးပြုပြီးမှပဲသူမရဲ့စိုးရိမ်စိတ်တွေအနှဲငယ်ပြေလျော့သွားတော့တယ်မဟုတ်ရင်မင်းညကလောင်းကြီးကိစ္စကိုတတိယပြီးအဆက်ကွဲနေရတော့မှလေဒါပေမဲ့အဲ့ဒီအဆက်ရစရာအခြေအနေကနေလွတ်ပြီးလို့ထင်လိုက်ချိန်မှာပဲမက်ဆီကသတင်းထူးသေးလားဆိုတဲ့အတန်ထွက်လာပါတယ်မရှိပါဘူးကျွန်မစစ်တောင်မစစ်ရသေးဘူးလို့သူမပြန်ဖြေလိုက်တဲ့တကားဆောင်ရဲ့တိတ်ဆိတ်တဲ့တုံ့ပြန်မှုကိုမြင်တော့မက်ကီအဲ့ဒီနေရာကနေမြင်မြန်မဲထွက်သွားခြင်းပြီးတော့တယ်ဒါပေမဲ့အပြင်ရောက်တော့လေသူမပါသူမတောက်ရှင်တကယ်တော်တာပဲလို့မမြင်ရမ်းပဲမနေနိုင်ခဲ့ပါဘူးလာနှဲငယ်ကြာမှာတော့မက်ကီနောက်ထပ်အချစ်တစ်ခုနဲ့တွေ့ဆုံခဲ့ပြန်တယ်ဒီတစ်ခါလူကြီးလူကောင်းဆန်တဲ့အမျိုးသားကတော့သူမကိုတကယ်ရင်ကုန်စေခဲ့ပါတယ်သူတို့ရဲ့ဆက်ဆံရေးပုံမနဲ့ဆိုင်လာတဲ့ခါမှာတော့သူမကချစ်သူကိုအိမ်ခေါ်လာဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့တကားဝါကိုဖြစ်တဲ့အချိန်မှာတော့မက်ကီမတိမတာတင်းမာသွားမိတယ်ပြီးခဲ့တဲ့အခောက်ကအရေးမကြီးကသူမရဲ့စိတ်ထဲမှာရှိနေတော့မဲလေမက်ကီကသူမရဲ့ချစ်သူတစ်ကိုတက်လေကားစီခေါ်သွားချိန်မှာတော့တကားဆောင်ရဲ့ဆူရှားတဲ့အကြည့်တွေကအဲ့ဒီမျိုးသားပေါ်မှာကြားရောက်နေခဲ့ပါတယ်နောက်နေ့မနက်မက်ကီအိမ်မလာလာလေးကနေနိုးလာတဲ့ခါမှာတော့သူမရဲ့ချစ်သူတစ်ပြောင်းနေတာကိုတွေ့လိုက်ရတယ်သူမဒေါသထွက်တော့မဲ့အချိန်မှာပဲအောက်ထပ်မှာတကားဆောင်နဲ့စကားပြောနေတဲ့ချစ်သူရဲ့အတန်ကိုကြားလိုက်ရတယ်သူမပြတင်းပေါက်စီအပြေးလွှားသွားကြည့်လိုက်တော့သူမရဲ့ချစ်သူကအငွေ့ထောင်းထောင်းထန်နေတဲ့မနက်စာကိုကင်ထားတာတွေ့ရပါတယ်တကယ်ကိုချစ်ဖို့ကောင်းတဲ့ပြီးတိချက်လူကြောလေးရဲ့လို့သူမတွေးမိတယ်မက်ကီရဲ့ရင်ထဲမှာနှွေးထွေးမှုတွေလိုင်းလုံးလိုတိုးဝင်လာပြီးနောက်ဆုံးတော့ဖူးစာရှင်နဲ့တွေ့ပြီလို့ခံစားလိုက်ရတယ်ဒါပေမဲ့ဒီလိုလှပတဲ့စိတ်ကူးရင်မှုထဲမှာနစ်မျောနေတော့မှပဲဖုံးတန်မိလာပါတယ်မင်းထဲမဝင်သေးဘူးလားအချစ်တယ်ကျွန်တော်သူ့ကိုသဘောမကျဘူးဘာသူကဥနောက်မရှိတဲ့လူစားမျိုးပဲမင်းကပါရကူပွဲရထားတဲ့အရန်တော်တဲ့အမျိုးသမီးတယောက်ပါမင်းရဲ့အကျိုးစီးပွားအတွက်ပဲကျွန်တော်စဉ်းစားပေးတာလို့တကားဆောင်ကဆိုရတယ်မက်ကီကသူမရဲ့ချစ်သူဘက်ကနေခုခံကာကွယ်ဖို့စူးစမ်းပေမဲ့တကားဆောင်ကတော့အမျိုးသားတယောက်ရဲ့နူးညံ့မှုဆိုတာတေးသေးချာချာထုတ်ပိုးထားတဲ့လှည့်စားမှုတစ်ခုသာဖြစ်တဲ့ကြောင်းသူမကိုဆက်ပြီးပြောနေခဲ့ပါတယ်မက်ကီကဒါကိုအရေးတယူမလုပ်ခဲ့ပါဘူးအသက်ကြီးရဲ့သူတယောက်ရဲ့အဆွဲလန်းလို့ပဲသူမထင်ခဲ့တာပါပြီးတော့သူမရဲ့ချုံမြင်တဲ့အိမ်မက်ထဲမှာပဲဆက်ပြီးနှမျောနေခဲ့တယ်ဒါပေမဲ့တလားလောက်ကြာတဲ့ခါမှာတော့သူမချစ်သူရဲ့စာပြန်နာတွေကချက်ချင်းပြန်ရကနေအကြာကြီးဆောင်ခိုင်းတဲ့အထိပြောင်းလဲလာခဲ့တယ်နောက်ဆုံးမှာတော့သူကစာပြန်ဖို့တောင်စိတ်မပါတော့တဲ့အထိဖြစ်လာပြီးဒီဆက်ဆံရေးဟာနှစ်ဦးသားတိတ်ဆိတ်မှုတွေနဲ့အဆုံးသတ်သွားခဲ့ရပါတယ်ရန်နေငယ်ကြာမှာတော့မက်ကီကဒီလအတွင်းသူမရဲ့ဓမ္မမလာတာကိုတတိပြုမိသွားတယ်သူမစိုးရိမ်တကြီးနဲ့ကိုဝင်စစ်ဆေးမှုပြုလုပ်လိုက်တဲ့အခါထွက်လာတဲ့အနီရောင်မင်းနှစ်ကြောင်းကသူမကိုထိတ်လန့်သွားစေခဲ့ပါတယ်တုံရင်နေတဲ့လက်တွေနဲ့ဖုံးလေးကလူစရင်းကိုရှာဖွေကြည့်ပေမဲ့ရင်ဖွင့်တိုင်ပင်ရမယ့်သူတယောက်မှမရှိခဲ့ပါဘူးစိတ်ထဲမှာအတော်လေးရုန်းကန်ပြီးတဲ့နောက်ဆုံးတော့သူမအောက်ထက်ကခမ်းမစီကိုရဲသွားဖို့ဆုံးဖြတ်လိုက်တဲ့တကားဆောင်ရဲ့စိုးရိမ်ပူပန်နေတဲ့အကြည့်ကိုမြင်လိုက်ရချိန်မှာတော့မက်ကီရဲ့စိတ်ခံစားချက်တွေအားလုံးပြိုလဲသွားပြီးသူ့ရဲ့ရင်ခွင်ကျဲကြီးတဲ့တိုးဝင်ကရှိုက်ကြီးတင်ငိုကြွေးပါတော့တယ်စိတ်တွေနင်းနေပြန်ငြိမ်သွားတဲ့အခါမှာတော့မက်ကီကသူမရဲ့စိတ်ပူပန်မှုတွေကိုမျက်ရည်စာတွေကြားကနေပြောပြခဲ့ပါတယ်ဘသူကိုမှမသိတဲ့ဒီလိုမျိုးစိန်ကြီးထဲမှာဒီတက်လေးကိုလောကထဲခေါ်လာတင်သလားဆိုတာသူမတကယ်မဝေခွဲတတ်ခဲ့ဘူးလေဒါပေမဲ့တကားဆောင်ကသူမကိုဘသူကမှမင်းကိုအပြစ်တင်မှာမဟုတ်ဘူးမင်းဖြစ်ချင်တာကိုပဲလုပ်ပါဒါပေမဲ့မင်းကြောင့်ရီလို့တော့အဲ့ဒီလိုမဆုံးဖြတ်လိုက်ပါနဲ့ကိုဘွားရဲ့လုပ်ရတိုင်းကိုကိုယ်တိုင်တာဝန်ယူရမယ်လို့ပြောခဲ့ပါတယ်ဒါကိုကျမတယောက်တည်းမလုပ်နိုင်ဘူးကလေးတယောက်ကိုရက်ရွာကဝိုင်းပြီးပြုစုပြောထောင်ပေးကြတာပါနယူးယောက်မြို့ကြီးကလည်းအရန်ကိုကြီးကျယ်တဲ့ရွာကြီးတရွာပေါ့ကဲအခုသွားပြီးကောင်းကောင်းအိတ်ဆက်လိုက်တော့မနှက်ဖြန်ဆိုတာဘာနဲ့မှမထိတွေ့ရသေးတဲ့နေ့တစ်ခုပဲတကားဆောင်ရဲ့စကားကိုကြားရတော့မက်ကီကဒီမျိုးစိန်ကြီးမှာသူမတယောက်တည်းမဟုတ်ဘူးဆိုတာကိုခံစားလိုက်ရတယ်တင်းမာပေမဲ့နှွေးထွေးတဲ့ဒီတကားဆောင်ဟာသူမကိုမိသားစုဝင်တယောက်လိုတိတ်တဆိတ်ကကွယ်ပေးနေခဲ့တာကြာပြီလေဒါကြောင့်သူမရဲ့စိတ်ထဲမှာပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်ရှင်လဲကျမနဲ့အတူရှိနေတာပဲလေအဲ့ဒီနေ့ကစားပြီးမက်ကီရဲ့ဘဝကပို့ပြီးတော့တတိထားစရာတွေဖြစ်လာခဲ့တယ်ဒီနေ့မှာတော့သူမဆက်ပြီးစီးပြီးအဆောင်ကိုပြန်လာတဲ့အခါတကားဆောင်ကသူမကိုပြင်းပြင်းထန်ထန်ဆူပူပါတော့တယ်မင်းပါတွေလုံနေတာလေအိုးဖျားသခင်ကုံမန်းရှင်အခုလိုတကယ်ကြီးဒေါသထွက်တာကျမပထမဆုံးကြားဘူးတာပဲတကားဆောင်ရဲ့ပြစ်တင်စကားထဲမှာနှွေးထွေးတဲ့စိုးရိမ်ပူပန်မှုတွေပါဝင်နေတာသိတာပါတယ်မက်ကီကသူ့ရဲ့ဒီကြီးတဲ့မျက်နှာကိုကြည့်ပြီးသူမခုလေးတင်ရိုက်လာတဲ့အာထယာဆောင်တက်မှန်ပုံလေးကိုထုတ်ပြလိုက်တယ်အမြဲတမ်းတည်ငြိမ်နေတဲ့တကားဆောင်ရဲ့မျက်လုံးတွေကရုတ်တရက်နူးညံ့သွားပါတယ်ဒီယိုရှင်းနဲ့အဖြူမေတက်ပုံလေးကသူ့မျက်လုံးထဲမှာတော့အသက်တက်နဲ့အနာဂတ်ကိုတည်ဆောင်လာသလိုပါပဲတကားဆောင်ကဒီတက်တစ်လေးကိုတန်မိုးထားတဲ့အကြည့်နဲ့ကြည့်နေတာကိုမြင်တော့မက်ကီကသူ့အတွက်ဓာတ်ပုံတစ်ပုံကူးပေးလိုက်တဲ့တကားဆောင်ကတော့ဒီကြီးတဲ့မျက်နှာထားနဲ့ယူလိုက်ပေမဲ့မက်ကီထဲဝင်သွားတော့မှအဲ့ဒီဓာတ်ပုံလေးကိုသူ့ရဲ့အင်ဂျီတွင်းအိတ်ထဲတေးသေးချာချာထည့်ထားလိုက်ပါတယ်အချိန်တွေတရွေ့ရွေ့ကုံဆုံးသွားခဲ့တယ်မတိလိုက်ပါတာပဲမက်ကီရဲ့ဘိုက်ကလေးကတဖြည်းဖြည်းထင်ရှားလာခဲ့တယ်တကားဆောင်ကတော့ကလေးရဲ့အဘိုးရင်တယောက်လိုပဲသူမရဲ့ဘဝအသေးစိတ်ကစဂယူးတစိုက်ကြည့်ရှုပေးခဲ့ပါတယ်မကြခင်မှာပဲမက်ကီကလေးမွေးမဲ့အချိန်ရောက်လာခဲ့တယ်မိသားစုရဲ့အဖော်တင်းနဲ့အားပေးမှုမရှိတဲ့အတွက်ကြောင့်လားမသိမက်ကီရဲ့မွေးဖွားမှုကပုံမှန်ထက်ပိုပြီးခက်ခဲနေခဲ့တယ်သူမမွေးကန်းထဲမှာနာကျင်မှုတွေနဲ့ရုန်းကန်နေရပါတယ်ပြင်းထန်တဲ့နာကျင်မှုကြောင့်သူမအားအင်တွေကုန်ခန်းလိုနီးပါးဖြစ်နေချိန်မှာပဲဝေဝေဝါဝါမြင်ကွင်းထဲမှာတကားဆောင်ကတကားနားမှာစောင့်နေပေးတာကိုမြင်လိုက်ရတယ်လို့ပါပဲသူ့ရဲ့နူးညံ့ပေမဲ့ခိုင်မာတဲ့အကြည့်တွေကမက်ကီကိုရှင်းပြလို့မရတဲ့ခွန်အားတွေပေးစွမ်းနေခဲ့ပါတယ်
တိုက်တိုက်ဆိုင်ဆိုင်ဆုံးခဲ့ရတဲ့ဒီတကားဆောင်ဟာဒီမျိုးစိန်ကြီးမှာသူမအားကိုးရဆုံးစိတ်ပိုင်းဆိုင်ရာအထောက်ပံ့ဖြစ်နေခဲ့တာပါနောက်ဆုံးမှာတော့မက်ကီကအန်ဂျိတ်ပြီးအသက်တစ်လေးကိုလောကထဲခေါ်ယူနိုင်ခဲ့ပါတယ်ဆေးရုံကဆင်းလာတဲ့အခါမက်ကီကသူမရဲ့ရင်သွေးလေးနဲ့အတူအဆောင်ကိုပြန်လာခဲ့တယ်အမြဲတမ်းတည်ကြည်နေတဲ့တကားဆောင်ကတော့လုံးဝကိုပြောင်းလဲသွားပြီးသူ့မျက်လုံးထဲမှာအဆုံးမဲ့နူးညံ့မှုနဲ့အချစ်တွေပေါ်လွင်နေခဲ့ပါတယ်သူ့ကိုပွေ့ချင်လားပွေ့တာပေါ့သူကကလေးချင်းတောင်းကိုအရန်ကိုဂယူးတစိုက်တယ်ပေးတဲ့ချင်းတောင်းထဲမှာအိပ်ပျော်နေတဲ့ကလေးလေးနိုးသွားမှဆိုလို့ခြေလမ်းတွေကိုတောင်အသာလေးလန့်နေမိတာပါအပြင်ကစူညံနေတဲ့လမ်းမကြီးတောင်မှတကားဆောင်ရဲ့အပြစ်တင်စရာဖြစ်သွားခဲ့ရပါတယ်အချိန်တွေကစမ်းချောင်းလေးလိုပဲတိတ်တဆိတ်စီးဆင်းသွားခဲ့တယ်မက်ကီရဲ့သမီးလေးကတဖြည်းဖြည်းကြီးပြင်းလာခဲ့တဲ့တကားဆောင်ကလည်းဒီသားမီးနှစ်ယောက်ကိုအစဉ်တစိုက်ကူညီပေးခဲ့ပါတယ်အဲ့ဒီအာထရာဆောင်တက်ပုံလေးကိုရလိုက်တဲ့အချိန်ကလေးကဒီကာကွယ်ဆောင်ရှောက်မှုကိုသူ့ဘဝရဲ့ဂတိကဝတ်တစ်ခုလိုသူပြုခဲ့ပုံရပါတယ်တာမန်ရက်တွေမှာသူကယုံကြည်ရဆုံးကလေးထင်းတစ်ယောက်ဖြစ်ပြီးအားလက်ရက်တွေမှာတော့သမီးလေးရဲ့အမြင်ကျယ်စေဖို့အတွက်ပြတိုက်တွေစီလိုက်ပို့ပေးတဲ့စိတ်အားထက်သန်ဆုံးဆရာတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ဒီလိုနှွေးထွေးရဲ့နေ့ရက်တွေထာဝရတည်မြဲတော့မလို့ဖြစ်နေချိန်မှာပဲဒီနေ့မှာတော့မက်ကီကတကားဆောင်စီကိုတစ်ခုခုကိုစဉ်းစားနေတဲ့ပုံစံနဲ့ရောက်လာခဲ့ပါတယ်ကျမအရန်စိတ်လှုပ်ရှားနေတယ်အလောက်ကမ်းလန်းချက်တစ်ခုရထားတယ်လေမဂဇင်းတစ်ခုရဲ့စာပေနောက်ဆက်တွဲအက်ဒီတာဖြစ်ပေါ်ဒါကမဂဇင်းအက်ဒီတာဖြစ်ချင်တဲ့သူမရဲ့အိမ်မက်အလုပ်ပါပဲကံမကောင်းတာကအဲ့ဒီအလုပ်က Los Angeles မြို့မှာဖြစ်နေတာပါမက်ကီကအခွင့်အရေးကိုညှင်းပယ်ဖို့စိတ်ကူးထားကြောင်းစကားနာထိုးပြောနေပေမဲ့လောကကြီးကိုအကုန်မြင်ဘူးနေတဲ့တကားဆောင်ကိုတော့သူမရဲ့စိတ်ကူးလေးတွေကဖုံးကွယ်လို့မရပါဘူးမင်းဘယ်တော့သွားမှာလဲကျမတို့အစီအစဉ်ပဲဆွဲနေတာပါဖြစ်နိုင်ပါမလားလို့စဉ်းစားနေတော့အရာအလုံးဖြစ်နိုင်ပါတယ်သူဒီမျိုးကိုဒီအဆောက်အုံကိုလွမ်းနေမှာပဲပြီးတော့ရှင့်ကိုလည်းပေါ့ဒါကိုကြားပြီးတဲ့နောက်တကားဆောင်ကဘာမှထပ်မပြောတော့ပဲတကားဘက်ကိုပဲတိတ်တဆိတ်လက်ထွက်သွားခဲ့ပါတယ်တောင်တင်းခိုင်မှာပုံရတဲ့ဒီလူကြီးဟာခွဲခွာရမယ့်ဝမ်းနည်းမှုကိုရင်မဆိုင်နိုင်တာမှန်မက်ကီစိတ်ထဲကနေသိနေပါတယ်ဒါပေမဲ့တွေးသားမတော်ဆက်ပေမဲ့သူမကိုအမြဲတမ်းတိတ်တဆိတ်ကာကွယ်ပေးခဲ့တဲ့ဒီဖခင်လိုလူကြီးကိုခွဲခွာရတော့မယ်လို့တွေးမိတိုင်းသူမရဲ့မျက်ရည်တွေကထိမနိုင်အောင်ကြက်လာခဲ့ရပါတယ်အချိန်တွေကုန်လွန်သွားခဲ့တာ9နှစ်တောင်ရှိသွားပါပြီခဏလေးတွင်းမှာပဲမက်ကီကဒီမျိုးကိုပြန်ရောက်လာခဲ့တယ်အဲ့ဒီတုန်းကကလေးလေးကအခုဆိုရင်ကြော့ရှင်းနဲ့မိမပြိုလေးဖြစ်နေပါပြီသူတို့ပြန်လာတာကတကားဆောင်နဲ့တွေးဖို့တင်မကပဲသူမရဲ့ချစ်သူတစ်ကိုတကားဆောင်နဲ့ပေးတွေ့ပြီးအကဲခတ်ခိုင်းဖို့လည်းပါတာပေါ့ဒါပေမဲ့သူတို့၃ယောက်တကားဆောင်ရှေ့မှာရက်နေတဲ့အချိန်မှာအစိုးရိမ်ဆုံးကတော့မက်ကီကိုယ်တိုင်မှာပဲသူမရဲ့ချစ်သူကိုတကားဆောင်ကအမှတ်မပေးမှာကိုသူမအရန်ကြောက်နေခဲ့တယ်လို့ဒီချစ်သူတစ်ကလည်းဒီဖခင်တယောက်လိုလူကြီးရဲ့စစ်ဆေးမှုကိုကြော်ဖြတ်ရမယ်ဆိုတာသိနေခဲ့ပါတယ်ဒါပေမဲ့သူကစစ်ဆေးမှုကိုရင်ဆိုင်ဖို့အသက်ကိုဝဝရှူလိုက်တဲ့အချိန်မှာပဲမင်းအောင်သွားပြီးလို့တကားဆောင်ကပြောလိုက်တော့မက်ကီတယောက်ဇဝေးဇဝါဖြစ်သွားခဲ့ရပါတယ်တကားဆောင်ကလူတယောက်ရဲ့အနှစ်သာရကိုဘယ်လိုစံနှုန်းတွေနဲ့တိုင်းတာတယ်လဲဆိုတာသူမစဉ်းစားလို့မရခဲ့ပါဘူးကျွန်တော်အဲ့ဒီအမျိုးသားကိုကြည့်နေတာမဟုတ်ဘူးမက်ကီငါမင်းရဲ့မျက်လုံးတွေကိုကြည့်နေတာတဲ့တကားဆောင်ကအမြဲတမ်းမက်ကီရဲ့မျက်လုံးတွေကိုပဲစောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်ပထမဆုံးအချစ်နဲ့တုန်းကသူမရဲ့မျက်လုံးတွေကရှောင်လဲနေခဲ့တယ်ဒုတိယအချစ်တုန်းကတော့သူမမှာယုံကြည်မှုကင်းမဲ့နေခဲ့တယ်ဒါပေမဲ့ဒီတစ်ခါမှာတော့သူမကသူမရဲ့ချစ်သူနဲ့အတူတကားဆောင်ရှိမှတည်တည်ငြိမ်ငြိမ်ရက်နေနိုင်ခဲ့ပြီလေလောကဒဏ်ကိုကြုံဘူးတဲ့ဒီလူကြီးဟာတစ်ဖက်လူရဲ့ပြောဆိုအပြုအမူတွေကိုစစ်ဆေးနေကိုမလိုပါဘူးမက်ကီရဲ့မျက်လုံးတွေကစီးဆင်းနေတဲ့အလင်းရောင်ကိုပဲသူကြည့်လိုက်တာပါအဲ့ဒါကအမှန်ကန်ဆုံးအဖြေပါပဲပြီးတော့မက်ကီပေါ်ထားတဲ့တကားဆောင်ရဲ့ဂယူးဆိုင်မှုမှာဘာကြံစီမှမရှိပါဘူးရှိတယ်လို့ပြောမယ်ဆိုရင်လေဒါကလောကရဲ့မုန်တိုင်းတွေကိုဖျက်ဆီးခဲ့ရတဲ့ပညာရှိတယောက်ကမျိုးစိမ်းကိုရောက်လာပြီးလမ်းပြောင်းနေတဲ့အမျိုးသမီးငယ်လေးကိုနူးနူးညံ့ညံ့အရေးမိုးပေးတာမျိုးပါပဲသူ့ရဲ့ဆူရှားတဲ့မျက်လုံးတွေကဟန်ဆောင်မှုမှန်သမျှကိုဖောက်ထွင်းမြင်နိုင်ပေမဲ့စီးကြော်တာဒါမှမဟုတ်ဝင်ရောက်ဆွတ်ဖက်တာမျိုးဘယ်တော့မှမလုပ်ခဲ့ပါဘူးသူကအချိန်ကိုက်အကြံဉာဏ်တွေပေးတတ်ပေမဲ့သူမရဲ့ဆုံးဖြတ်ချက်တွေကိုတော့အမြဲတမ်းလေးစားခဲ့ပါတယ်ဘာလို့လဲဆိုတော့ချစ်ချင်းမေတ္တာကိုကိုယ်တိုင်မီးစမ်းကြည့်မှသာဘယ်ရာကအစ်စ်အမှန်လဲဆိုတာခွဲခြားနိုင်မယ်ဆိုတာကိုသူကဘယ်သူထက်မဆိုပိုသိလို့ပါပဲဒါကြောင့်သူကမက်ကီရဲ့ဘဝအတွက်ပစုံဖြတ်ချက်မှမချပေးခဲ့ပါဘူးအဲ့ဒီစာသူမရဲ့နောက်ွယ်ကနေတိတ်တဆိတ်ကာကွယ်ပေးပြီးသူမအတွက်ကိုပိုင်စိတ်ကန်းတစ်ခုဖြစ်ပေးခဲ့တာပါအပြင်လောကကြီးဘလောက်ပဲဆူညံနေပါစေဒီနေရာမှာတော့သူမအတွက်နှွေးထွေးမှုတွေကအမြဲစောင့်ကြုံနေမှာပါစီကားလာတဲ့မျိုးကြီးရဲ့ရှုပ်ထွေးမှုတွေကြားမှာတောင်တကားဆောင်ကလူသားချင်းချင်းကြားကနူးညံ့တဲ့မြတ်ချေကိုတိတိကျကျထိန်းသိမ်းထားနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်ကြားမှာပဲသူကဒီအဆောက်အုံနဲ့ဒီမှာနေထိုင်သူတွေကိုဘလောက်တောင်ကောင်းကောင်းကာကွယ်ပေးခဲ့တယ်လဲဆိုတာကျွန်မနားလည်သွားပါတော့တယ်